လူဘုံဆိုတာစာပေကျမ်းကမှာကမ္မဘူမိတဲ့ဘာလှုပ်ချင်အကုန်ရတဲ့နေရာစင်တာတစ်ခုပဲနော်အထက်သွားခြင်းလည်းရတယ်အောက်ဆင်းခြင်းလည်းရတယ်လူကပို့ပြီးတော့စွမ်းရည်တတိထက်တယ်ကောင်းခြင်းလည်းပဲလူကအစွမ်းကုန်ကောင်းတယ်ဆိုးခြင်းလည်းအစွမ်းကုန်ဆိုးတယ်ဒီပြင်ဘုံတွေမှာဒီလိုစွမ်းရည်တတိမရှိဘူးစဉ်းစားကြည့်အကောင်းဆုံးဆိုတာဘယ်သူကိုပြောတာတော့ဖရာလူကသာဖရာဖြစ်တာလေဒီပြင်နတ်တွေပြမာတွေကဖရာဖြစ်ခဲ့လားမဖြစ်ဘူးအဲ့တော့လူတွေကကောင်းကျင်လို့ရှိရင်လည်းဖရာအဆင့်ရောက်သွားတာပဲလေဆိုးခြင်းပြီဆိုလို့ရှိရင်လည်းအဝီစီဂျိုးကလူသားတွေကပဲဒါလဲနော်အဲ့ဒါကြောင့်မို့လို့အကောင်းအဆိုးနှမျိုးလုံးသွားနိုင်တာမဟုတ်လူဘုံဟာတကယ်ကိုကမ္မဘူမိလို့ဒီလိုဟောတာကမ္မဘူမိနတ်တွေကတာဝရိန္ဒနတ်ပြည်ကနတ်တွေတော်တော်များများကလူဘုံကိုတန်ဖိုးထားတယ်လူဘုံကိုတန်ဖိုးထားတယ်နတ်ပြည်ကတည်သွားပြီးတည်တော့မယ်ဆိုလို့ရှိရင်ဝိုင်းပြီးတော့အားပေးကြတယ်တငယ်ချင်းစိတ်ကူးမလွဲနဲ့မင်းသူဂတိဘုံကိုသွားအခုကိလူတွေပါစီးပွားရှာခြင်းနိုင်ငံခြားထွက်နဲ့ပြောတယ်မဟုတ်လားအခုလည်းပဲအဲ့တော့နတ်တွေကလည်းပဲသူတို့အချင်းချင်းတိုက်တွန်းရင်ဘာလုပ်လဲဆိုလူပြည်သွားတဲ့သူဂတိဘုံကိုသွားတဲ့ဒီလိုပဲသူဂတိဘုံလို့ခေါ်တာလူဘုံလို့တော့မခေါ်ဘူးသူတို့ကသူဂတိဆိုတာချမ်းသာဒုက္ခတွေရနိုင်တဲ့နေရာတဲ့ဒုက္ခချမ်းသာဒုက္ခရတဲ့ဘုံကိုသွားလို့ဒီလိုပြောတာအဲ့ဒီရောက်ပြီးလို့ရှိရင်တဲ့မင်းအကောင်းဆုံးပစ္စည်းတစ်ခုလတ်လာပါတစ်ခုကိုရအောင်ယူတဲ့အဲ့ဒီလတ်လာပါကိုခိုင်ခိုင်မာမာကိုယ့်ကိုယ်တဏ္ဍာမှာစောင့်တည်ပါလို့ဒီစကားသုံးခုနဲ့သေတော့မဲ့နတ်ကိုမှားကြတယ်တငယ်ချင်းအပေါင်းအသင်းတွေကဝိုင်းပြီးအားပေးတာမင်းဘာမှမစိုးရိမ်နဲ့အဲ့ဒီသာသွားစိတ်ကအဲ့ဒီသာညွတ်တာအဲ့ဒီရောက်သွားလို့ရှိရင်မင်းအကောင်းဆုံးအရာကိုရအောင်ယူပြီးရင်အဲ့ဒီအကောင်းဆုံးအရာပေါ်မှာမင်းခိုင်ခိုင်မြဲမြဲဖြစ်အောင်လုပ်လို့ဒီလိုပြောတော့အဲ့တော့သူဂတိဘုံဆိုတာဘယ်ဘုံလုံးလို့ဆိုမြတ်စွာဘုရားပြောတယ်နတ်တွေကသူဂတိဘုံလို့ခေါ်တာတခြားမဟုတ်ဘူးတဲ့လူပြည်ကိုခေါ်တာအကောင်းဆုံးအရာတစ်ခုကိုရအောင်ယူဆိုတာတခြားပြောတာမဟုတ်ဘူးတဲ့ကံကံဤကျိုးယုံကြည်တဲ့တရားတရားကိုပြောတာတဲ့နော်တရားတရားပေါ်မှာခိုင်ခိုင်မာမာစောင့်တည်ရမယ်ဆိုတာလေဒီတရားတရားကိုပြောတာဒါကြောင့်မို့လူပြေသွားတရားရအောင်ယူတရားဖြစ်ပြီးရင်ခိုင်ခိုင်မာမာလုပ်ပြီးကုသိုလ်တွေပြုပြီးရင်ဒုနတ်ပြေကိုပြန်လာခဲ့ဒီလိုဆိုလိုတာနိုင်ငံခြားသွားပစ္စည်းရှာဗမာပြည်ပြန်လာဒါမျိုးပေါ့နော်ဒီလိုဆိုလို့တယ်နတ်တွေအနေနဲ့ဒါက